လိုင်းကြီးကတော့ဗျာကျွန်တော်တို့ကရှင်းပြောလို့ရှိရင်ဟိုတကယ်အခုလောက်ဖြစ်တာကပြည်သူရဲ့အကူအညီပြည်သူရဲ့ထောက်ပံ့မှုနဲ့တူအများဒီပြည်သူတရားလုံးရဲ့ညီညွတ်မှုပေါ့နော်ပြီးတော့စိတ်ဓာတ်ခိုင်မာမှုနဲ့ဒီလောက်ထိဖြစ်တာဘာဖြစ်လို့လဲဆိုတော့ကကဘာမှာဗျာအလူငွေနဲ့ဒေါ်လာကြီးလုပ်တယ်ဆိုတာကဘာမှာမရှိဘူးဗျာဒီလားကျွန်တော်တို့ကလုပ်တာပြီးတော့တပြည်လုံးကကျွန်တော်တို့ဒီလောက်ပါဝင်နေဆိုတာလဲတော်တော်ထူးခြားခြားပေါ့နော်ကျွန်တော်တို့တွေCDM တွေကိုကျွန်တော်တို့ဒီနိုင်ငံရေးအင်အားစုတွေကိုလွတ်တော်ကိုယ်စားစသည်ဖြစ်ပါလေအားလုံးတစုစည်းရတာဆောင်ရွက်ကြတဲ့ကိစ္စဒါပေမဲ့ခက်ခဲကတော့ပါလေဆိုတော့စစ်အုပ်စုနဲ့ကျွန်တော်တို့ကြားထဲမှာအာသာကျအားနည်းချက်တွေရှိကြတယ်နော်သူတို့ကကျွန်တော်တို့ရဲ့မူလပြည်သူပိုင်တဲ့ဗန္ဒာကြီးကာကွယ်ရေးစီမံခန့်ခွဲရန်ရာတွေကိုကျွန်တော်လူယူထားတာဟုတ်လူယူထားတယ်အဲ့ဒါတွေအသုံးချပြီးကျွန်တော်တို့ပြန်ပြီးဖိနှိပ်နေရပါတော့ဒါတွေကသူတို့ပိုင်တာမဟုတ်ကျွန်တော်တို့ပိုင်တာဒါပေမဲ့ကျွန်တော်တို့ကဒါကိုလူယူအကြမ်းဖက်အလူခံထားကျွန်တော်တို့အဲ့ခါကျကျွန်တော်တို့လက်ရှိကျွန်တော်တို့ရဲ့ကလေးနဲ့ထူထောင်ထားဒေါ်လာရေးတက်တွေအားစစီမံခန့်ခွဲမှုရန်ရာအားစကျွန်တော်တို့ကစနစ်ဆိုတာထူထောင်ထားတဲ့အတွက်ဒီ9နှစ်တင်မှာစနစ်ကြဖြစ်ဖို့ဆိုတာတော်လေးခက်တယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ဒီဟာကိုတက်နိုင်လောက်ကြိုးစားပြီးဆောင်ရွက်တဲ့အခါမှာထိုက်လျောက်အမြင်ကြီးရှယ်ပြဿနာရရှိဒီပြဿနာတွေကိုကျွန်တော်တို့ကစိတ်ရှည်လက်ရှည်တင်းကြီးခံပြီးတော့ဖြတ်သန်းရပါတော့ကျွန်တော်တို့စီမှာလည်းကျွန်တော်တို့ချင်းကြားမှာလည်းဘာဒီကာလမှာအဆင်မပြေမှုတွေအများကြီးအတွက်တယောက်တယောက်ကတင်းကြီးမခံနိုင်တာရှိတယ်ဒါပေမဲ့အဓိကကတော့ကျွန်တော်စိတ်ထဲမှာမျက်နှလုံးသွင်းရတော့ငါတို့ကဘုံရန်ဝမ်းမတာကိုအရေးကြီးရပါတော့ကျန်တာရဲ့ကျွန်တော်ရှင်းလို့ရဟုတ်ဆိုဥမာဒီတိုင်းသားအင်အားစုနဲ့ကျွန်တော်တို့ကြားထဲမှာလေကျွန်တော်တို့ကတိုင်းသားအင်အားစုရဲ့ကိစ္စဆက်မှာဖြစ်ခဲ့တဲ့ပြဿနာတွေကျွန်တော်တို့လုပ်ခဲ့ရလည်းမဟုတ်ခဲနဲ့ပေါ့လေကျွန်တော်တို့ဒီဟာတွေကိုလည်းဒီပေါ်မှာသူတို့ရဲ့ခံစားချက်တွေကိုဒီပေါ်မှာလာပြီးတော့ညှိနှိုင်းပြောဆိုနေရရှိတယ်ပေါ့နော်ဒါပေမဲ့လည်းဒါတွေကိုကျွန်တော်သဲကြီးခံပြီးတော့ဆက်ဖြတ်သားရပါဆိုသူတို့ရဲ့အခြေအနေကိုကျွန်တော်တို့ကနားလဲတယ်ပေါ့နော်ဒါပေမဲ့အပြန်လာအဖြစ်ကျွန်တော်တို့ချင်းညီညွတ်ပြီးတော့ပြဿနာကျွန်တော်ချင်းပြဿနာရဲ့နောင်ကိုရှင်းလို့ရတယ်အရေးကြီးတာကလောလောဆယ်မှာဘုံရန်သူအရင်ရှင်းဖို့ကလိုတယ်ဆိုတာနှလုံးသွင်းပြီးတော့ကျွန်တော်ချင်းညီညွတ်ဖို့လိုတယ်လောလောဆယ်မှာတော့ဒီကအဖြစ်တော့ကျွန်တော်တို့ကဒီအိမ်သားချင်းတရုတ်နိုင်ငံရဲ့ပတ်သက်မှုကကျွန်တော်တို့ပေါ်မှာကြီးမားတဲ့ထိုးနှက်ချက်တခုဖြစ်ပြီးတော့ပေါ့လေကျွန်တော်တို့အများသိတဲ့အတိုင်းပဲဒီလက်နက်ခဲရရှိမှုကစအခက်ခဲဖြစ်တယ်ပေါ့ဗျာဗန္ဒာရေးရောဒီခဲအခက်ခဲကိုရှိတဲ့ကြားကကျွန်တော်တို့လူရင်အားကလည်းတစ်ဖက်မှာသူတို့ကဒီအာရမစစ်သားစုဆောင်ရနေသူလူရင်အားကိုစုဖွဲ့နိုင်တယ်လို့ကျွန်တော်တို့ဘက်ကကြတော့ယုံကြည်ချက်နဲ့ကျွန်တော်လက်ခံရဖြစ်တဲ့အတွက်ပေါ့လေကျွန်တော်တို့မှာအဲ့ဟာကွာခြားချက်ကရှိနေဒါပေမဲ့လည်းအမှန်တရားရှိတဲ့အတွက်ပါပေါ့ဗျာကျွန်တော်တို့ဘက်မှာကျွန်တော်အမှန်တရားရှိရပြည်သူရှိရဆိုကျွန်တော်တို့ကဒီဟာကဆက်ပြီးတော့ဒီဟာကိုဆောင်ရွက်နိုင်မယ်ကျွန်တော်တို့ကလေးတွေကလည်းဘာဖြစ်ဖြစ်နိုင်ငံတကာရဲ့မိကျွန်တော်တီထွင်ကြံစနိုင်တာရှိတယ်ဗန္ဒာငွေကလည်းအကန့်အသတ်ရှိတယ်ဗျာဗန္ဒာငွေရရှိမှုကလည်းဒါပေမဲ့ဒီဟာကလည်းလုံးရက်သွားရဲဆိုတာဘယ်မှမရှိဘူးကျွန်တော်ရဲ့စိတ်သက်တဲ့ကြောင့်ဗန္ဒာငွေရရှိမှုလှုပ်ရှားမှုဆောင်ရွက်နေကြချင်းနေရပေါ့လေကျွန်တော်တို့ကကားစီးမောင်းတဲ့ခါမှာခီးရှည်သွားတဲ့ခါမှာဂီယာချင်းရတဲ့ခါမှာရှိတယ်နော်ဒီဟာမျိုးသင်ကြီးခံပြီးကျွန်တော်တို့ဟာကျွန်တော်တို့အားလုံးညီညွတ်မှုနဲ့စကီးဆက်နိုင်မှုယုံကြည်တယ်အဓိကကတော့ကျွန်တော်တို့ကနှလုံးသွင်းရမှာကတော့ကျွန်တော်တို့ပြောရတဲ့စကားတစ်ခုကျွန်တော်တို့ပြောလိုက်တဲ့အကြောင်းအရာတစ်ခုပေါ့ကျွန်တော်တို့ရဲ့ဒေါသဖြစ်တာမို့ရန်သူမတာဘူးလို့အဲ့ဒါလေးကိုတော့ကျွန်တော်ဒေါ်လာရေးအင်အားစုတွေအားလုံးကနှလုံးသွင်းပြီးတော့ကျွန်တော်တို့ရောက်ကြညှိနှိုင်းပြီးတော့ဆောင်ရွက်ကြစီကြမှာလေအဲ့ဒါလေးမြစ်တာခံပါတယ်